ကျွန်တော်ကြောစာဝင်းကိုအရင်ဆုံးစူပါလက်နဲ့ပွဲတည်ပေးခဲ့တာတဲ့ဗျ။တောင်ရှိသူတွေကလက်မခံတာကြောင့်မလို့စမီတာနဲ့ပွဲဖြစ်လာခဲ့တာလို့ပြောတယ်ဗျ။စူပါလက်နဲ့ပွဲတည်ခဲ့တယ်ဆိုရင်ဖြစ်နိုင်မှာမလားဆိုပြီးမိကုံထုတ်ချင်တော့ရှိတာပေါ့နော်။ဟုတ်ပါတယ်။အဲ့ဒီမိကုံဖြေဖို့ဆိုရင်တော့ဒါမြန်မာစပို့ကခေါ်နိုင်ဆိုပြောသလိုပဲကလကာနောက်ွယ်ကအဖြစ်ပြက်တွေကိုဆွဲထုတ်ကြည့်ရမှာပဲဖြစ်တယ်ဗျ။ကလကာနောက်ွယ်မှာဘာတွေဖြစ်ပျက်ခဲ့တယ်လဲဆိုတာကတော့ခေါ်နိုင်ဆိုပြောတဲ့ဟာလေးကိုတစ်ချက်လောက်နားထောင်ကြည့်အောင်ဗျာ။ ကျော်တော်ဝင်းကိုဒီပြိုင်ပွဲအတွက်မူလကန်လန်းတဲ့အနေထားမှာပြိုင်ဘက်ကစမီတန်မဟုတ်ဘူးအခြားတယောက်ဖိုက်တာကထိုင်းကဒီမွေးထိုင်းပြိုင်ပွဲတွေမှာဆိုရင်ချန်ပီယံကပတ်တွေလည်းအများကြီးသိမ့်ပိုက်ခဲ့ဘူးတဲ့တစ်နှစ်တာအကောင်းဆုံးဆုတွေအထီတောင်ရရှိခဲ့ဘူးတဲ့ဖိုက်တာထွန်းတောက်လာနိုင်တဲ့ဖိုက်တာတယောက်ပေါ်လာပြီဆိုရင်1ချန်ပီယံရှစ်မှာအဲ့လိုပုံစံမျိုးနဲ့ပွဲကြက်ပြစ်တဲ့အထားတွေဇက်တိုက်တွေ့ရအဲ့လိုအနေထားမျိုးကြောင့်ကျွန်တော်မတန်မယာကြီးလို့ခံစားမိလို့ပြည်သက်တွေကိုကျွန်တော်ရင်ဖွင့်ခဲ့တာလက်စံတော့ကလည်းအဲ့ပုံစံမျိုးနဲ့ပဲသူလူစားဝင်ထုတ်ပေးတယ်စူပါရီချန်တော့ကလည်းပြည်သက်တွေမြင်ခဲ့ကြတယ်အခုတက်ကလူတွေကလည်းဒီဖိုက်တာနဲ့ဒီလိုပုံစံမျိုးဆိုရင်ငါတို့ဖိုက်တာတွေကအခုမှတဝဲပဲတရသေးတာစသဖြင့်ပုံစံမျိုးတွေနဲ့အပြောင်းလဲတွေဖြစ်ခဲ့တယ်နောက်ကော်လန်စုပြောတဲ့ပုံရဆိုလို့ရှိရင်တော့ဒါကျွန်တော်ကြော်စွာဝင်းကိုအရင်ဆုံးပွဲတည်ပေးခဲ့တာဒီမွေထိုင်းမှာချန်ပီယံဆုတွေအများကြီးရထားပြီးတော့တနေ့တာအကောင်းဆုံးဆုရရှိထားတဲ့သူတွေလို့သူကပြောလိုက်တယ်ဗျone championship ရဲ့ flyweight တန်းနဲ့ bantamweight တန်းမှာကစားနေတဲ့ကစားသမားတွေထဲမှာသူပြောတဲ့အရေးချင်းတွေနဲ့ပြည့်စုံတဲ့လူတွေဆိုလို့ရှိရင်များဒီ super leg nan oro pamperak ရဲ့ rock tan ရဲ့ Ferrari Fatex လို့ရှိတယ်ဗျအဲ့ဒီထဲမှာဗျာဒီ Ferrari Fatex ကတော့သူနဲ့ gym တစ်ခုလည်းဖြစ်နေတယ်သူ့ကိုဖယ်ထားလိုက်လို့ရပြီဗျာနောက်တစ်ယောက်ကကျတော့နန်အိုကတော့ဗျာဒီကြော်ကြီးနဲ့စမီတန်ထိုးရမယ်1 Friday fight 147ပြိုင်ပွဲမှာဒီခပတ်လူပွဲကိုကစားမယ်လို့ဆိုတော့နန်အိုဖယ်ထားလို့ရတယ်ဗျာနောက်တစ်ယောက်ကတော့ Rotten ကတော့ဒါကြော်စာဝင်းနဲ့တည်ပေးဖို့မဖြစ်နိုင်ဘူးဗျာဘာဖြစ်လို့လဲဆိုတော့ तू ကတာကီရူနဲ့ပွဲတည်ထားတာဆိုတော့ तू လည်းမဖြစ်နိုင်ဘူးဗျာအဲ့ဒီမှာကြံတဲ့နှစ်ယောက်က Pamperak နဲ့ Super Leg ဗျာ Pamperak ကတော့ဗျာ1 Championship ပြိုင်ပွဲတွေနဲ့အလန်းဝေးနေတာဆိုတော့သူ့ကိုခဏဖယ်ထားလို့ချင်း Super Leg ပဲကျန်တော့ဗျာThe Super Leg ကတော့ဗျာဒါသူ့ရဲ့အနည်းဆုံးပြိုင်ပွဲဖြစ်တဲ့173ပြိုင်ပွဲမှာYuki Yosa ကိုရှုံးထားတာဆိုတော့ Super Leg ကိုဒါကြိုကြီးနဲ့ပွဲတက်ပေးတာပွဲချောင်းချောင်းလေးတစ်ပွဲဖန်တီးပေးမယ်လို့သူတို့ထင်ထားပုံရတယ်ဗျအားကြောင့်မို့ဗျာကွန်နိုင်ဆိုကိုရိုင်းကလည်းပြောသွားတယ်မြန်မာကစားသမားတယောက်အညွန့်တလူတက်လာတော့မယ်ဆိုလို့ရှိရင်ဒီ1 championship ကအများနဲ့ပဲချိုးတယ်ပေါ့နော်ကျွန်တော်ဘာလဲဆိုတော့ကျွန်တော်ဒီတန့်စင်ဆိုလို့ရှိရင်လည်းဗျာဒီတာကေရုနဲ့ကစားခိုင်းတယ်တွေးလင်းထက်ဆိုလို့ရှိရင်လည်းဒါ Sam A နဲ့ကစားခိုင်းတယ်ဗျာဒါတော်တော်ဝင်ဗျာဒါ1 championship မှာအညွန့်တက်တော့မယ့်အချိန်မှာသူတို့ကတိတဲ့အတိုင်းပဲဗျာထိုင်းရဲ့အကောင်းဆုံးကစားသမားတစ်ယောက်နဲ့တည်ပေးတာဗျာကျော်စုံဝင်းရဲ့ team ကတော့ဗျာဒီ1 championship ခင်းတဲ့လမ်းကိုမလျှောက်ဖ ೇನೆ ဒါသူတို့ကစားသမားတွေလက်တော်အချိန်မှာတင့်တော်မဲ့ပြိုင်ပွဲမျိုးပဲသူတို့တွေ့အေးနဲ့စနစ်တကျရွေးချယ်ခဲ့တယ်ဗျဒါကြိုးကြီးအနေနဲ့တော့ဗျာဒီ flyweight တန်းနဲ့ bantamweight တန်းမှာတော့ဒါနန်အိုရို super leg တို့ရော tang တို့ဆိုတာတော့တစ်ချိန်မှာတင်းခွေမကြုံရေခက်ကြုံရမှာပါဒါပေမဲ့ဗျာဒါကွန်နိုင်ဆိုပြောသလိုပဲဒါကျော်စောဝင်းရဲ့ team ကတော့သူတို့ရှောက်တဲ့လမ်းကိုရှောက်ပြီးတော့ဒီလေးနေကြကိုပဲရွေးချယ်ခဲ့တာဗျမိတ်ဆွေတို့အနေနဲ့ကွန်နိုင်ဆိုပြောတဲ့ကစားသမားဘယ်သူဖြစ်မယ်လို့ထင်လဲဗျကျွန်တော်ထင်ရတော့ဗျာဒီကွန်နိုင်ဆိုပြောတဲ့ပုံတိုင်းဆိုလို့ရှိရင်ဒါမွေထိုင်းမှာချန်ပီယံဆုတွေအများကြီးရပြီတနေ့တာအကောင်းဆုံးဆုပဲရရှိထားတဲ့လူတွေဆိုတော့ super leg ပဲဖြစ်မယ်ဗျာနန်အိုရို Pamperak တို့ Rotten တို့ Ferrari တို့ခဏဖယ်ထားလိုက်ရင်တော့ကျွန်တော်ထင်တော့ super leg ပဲဖြစ်မယ်တင်တယ်ဗျာမိတ်ဆွေတို့ရောဘယ်သူဖြစ်မယ်ထင်လဲဗျ